ကျောင်းဖာနဲ့ချစ်ကြိုက်မိမယ်ပြီးရဲ့အကောင်မထွက်ခင်တည်းဟာလေကျူးဖို့စောင့်နေအခုထွက်လာအောင်ထင်တာကတော့ရောက်ဖာကြီးပေါ့စဲမဲကြီးကိုကျူးရမယ်လို့ထင်တာတကယ်လဲကြာအခုဥခဲလေးကိုကျွေနေပြီကျဲမေးတို့ရေအရန်မိုက်တယ်အရန်ကြိုက်တယ်အဲ့လိုတိုက်မျိုးလိုချင်တာအဲ့လိုကားမျိုးကွာဘလို့ပြောရတဲ့မှာဥခဲကလည်းကြီးလိုက်တာနေတစ်ချက်ဘသူ့တော်ပြေးပြီးတတိရတယ်ဆိုကောင်းထူလေးသိရမလားကောင်းထူရဲ့တရုပ်ဆောင်ခွက်တွေကိုတော့ပြေးပြီးတတိရမြဲကွာဘလောက်တောင်ဇက်နာလိုက်ဘလောက်တောင်ယိုချိုးလိုက်ဘလောက်တောင်မှတင်ငယ်စိတ်တွေနဲ့ပြေးနေလိုက်တယ်ကောင်းလေးတဲ့ကွာအဲ့လောက်ထိဇက်နာပြနေမှာဒီကချစ်တွေကပြေးပြီးတော့ဖက်ပေးချင်တာပေါ့လို့အဲ့လောက်ကြီးကြတော့ကွာအာရမ်းပါတယ်ဘယ်လိုပြောမှမသိတော့ဘူးဒီက live မကောင်းလို့ကွာမကြည့်ရသေးဘူးအဲ့တော့အပိုင်းတစ်မှာရေချိုးတဲ့အခန်းကိုကြည့်လိုက်တဲ့အချိန်မှာငါခဲတင်ပြောင်းတော့မယ်စမေးတိုးလိုက်တော့ငါဦးခဲစီပဲသွားတော့မယ်ငါကောင်လေးကိုငါကာကွယ်မရတော့မယ်ဆိုတဲ့မှုတွေအပြည့်ဝင်သွားတာကိုသိရမလား